ကြတဲ့သူတို့ချို့မှာတော့နာကျင်တာကိုမခံစားရဘဲနဲ့သတိမထားမိပဲရှိနေတတ်ပါတယ်။ဒါပေမဲ့အများစုကတော့ဦးကြတဲ့နေရာမှာဆိုလို့ရှိရင်ဖောင်းလာတာမတက်ရက်လိုက်တဲ့အခါချောင်းဆိုးတာနဲ့အလေးပင်တွေများမလိုက်တဲ့အခါမျိုးတွေမှာဆိုရင်ပို့ပြီးတော့တိတာတာကိုသတိထားမိကြပါတယ်။တချို့သူတွေကဦးကြတဲ့အခါမှာလင်းလျောင်းပြီးတော့ဖြည်းဖြည်းချင်းပြန်သွင်းလို့ရတတ်ပါတယ်။အကယ်၍လက်နဲ့ပြန်သွင်းလို့မရဘူးဆိုလို့ရှိရင်ရေခဲအုံပြီးလို့ရပါတယ်။ဘာကြောင့်လဲဆိုတော့ရေခဲရဲ့အေးတက်ကြောင့်ဦးတွေဟာကျုံပြီးတော့အထဲကိုပြန်ဝင်သွားလို့ပဲဖြစ်ပါတယ်။ပြီးတော့နောက်ဆက်အနေနဲ့ခြေထောက်တွေကိုပေါ့နော်ခန္ဓာကိုယ်အပေါ်ပိုင်းထက်မြင့်အောင်ထားပြီးတဲ့အခါမှာဦးတွေကိုအထဲကိုပြန်ဝင်ဖို့အတွက်အထောက်အကူပြုပေးပါတယ်။ဒါပေမဲ့ဦးကြတာဦးကျွန်းတာကိုပြန်သွင်းလို့မရတဲ့အခါမျိုးမှာရင်ပြီးတော့ဦးကြတဲ့အစိပ်ပိုင်းနေရာကဦးတွေကိုသွေးမရောက်တဲ့အခါမျိုးတွေမှာဆိုရင်ပေါ်စားတင်ပါဦး။ဘာလို့လဲဆိုရင်အသက်အန္တရာယ်ကိုထိခိုက်စေနိုင်တာကြောင့်ပဲဖြစ်ပါတယ်။ဦးကြဦးကျွန်းတဲ့နေရာကဦးအစိပ်ပိုင်းကိုသွေးတွေမရောက်တဲ့အခါမှာဒီလိုမျိုးတွေဖြစ်တတ်ပါတယ်။ဒီလိုမျိုးတွေလဲဆိုလို့ရှိရင်ပြုတ်အန်နာတွေဖြားနာတာတွေနှလုံးခုန်လုံးတွေမြန်ပြီးတော့ပြင်းပြင်းထန်ထန်နာကျင်တဲ့အခါတွေနဲ့ပြီးတော့အဲ့ဒီဦးကျွန်းတဲ့နေရာမှာနီရဲညိုပုတ်တာတွေဖြစ်လာပြီဆိုလို့ရှိရင်တော့အထူးကိုခယူပြရပါမယ်အဲ့လိုအခြေမျိုးမှာဆိုလို့ရှိရင်ဆေးရုံဆေးကန်ကိုချက်ချင်းတွားပြတင်ပါတယ်ဦးကြတာဦးကျွန်းတာအတွက်ခွဲစိတ်ကုသမှုကသာအရှင်းပြောက်စီမဲ့နည်းလမ်းဖြစ်ပါတယ်ခွဲစိတ်ကုသတဲ့နည်းလမ်းတွေကတော့ open surgery နဲ့ laparoscopic surgery လို့ဖြစ်ပါတယ် open surgery ဆိုတာကတော့ကျမတို့တွေကဒီမေဆေးပေးပြီးတဲ့ခါကျတော့ဦးကြတဲ့နေရာကိုခွဲစိတ်မယ်ပြီးတဲ့ခါကျတော့ mask လို့ခေါ်တဲ့စကားလေးကိုနောက်ထပ်ဦးတွေထပ်ထွက်မကြအောင်လို့လုပ်ပြီးတော့ကုသတာပဲဖြစ်ပါတယ်